လာပါကျမနာမည်ကတော့ခင်ဗျားတို့ပဲဖြစ်ပါတယ်ရှင်ဟုတ်ကျမတို့ဒီနေ့ကတော့ Sakura view လေးရဲ့တော်မှာဖြစ်ပါတယ်ဟုတ်သူနာမည်ကတော့ရှင်လူစီလေးပဲဖြစ်ပါတယ်လူစီလေးကမိဘမရှိပါဘူးမိဘမရှိဘဲနဲ့တယောက်တည်းကြီးပြင်းလာတဲ့ကောင်မလေးဖြစ်ပါတယ်စလိုက်ရအောင် okayဘသူကမျက်တီထွင်လာတယ်မသိဘူးနော်စဉ်းစားစရာကြီးအဲ့လိုပြောပြီးတော့သူကဆက်စလာတော်မယ်အင်းကြီးလဲတော့ပါမနေ့စာပါစီလေဆိုကြည့်လိုက်ပါဒါမှလည်းမရှိကျေးဇူးတင်ပါတယ်လို့ပြောပေးကြပါအဆိုလည်းအင်းကြီးလဲရပါကွာဆိုတော့တယောက်တည်းပဲထိုင်လိုက်ပါတော့တယ်အချိန်မှာမုန်းမှာပါပြီဟာကောင်းလိုက်တာတဲ့မုံလေးရတဲ့နောက်ကလည်းဒီဆိုင်ကဆောင်းမယ်ဆိုပြီးတော့ဇလန်ကတော့ပိုင်းပိုင်းလေးနဲ့တင်มาပဲဖြစ်